မိုးတဲ့ညတွေမှာမြို့ပတ်ရထားနောက်ဆုံးခေါက်ကိုဘယ်တော့မှတယောက်တည်းမစီးပါနဲ့လွန်ခဲ့တဲ့တပတ်ကပေါ့ည10နာရီကျော်လောက်ရှိပြီရထားတွဲတွဲလုံးမှာကျမတယောက်တည်းအပြင်မှာလဲမိုးကတဲနေတော့ဘာမှမမြင်ရဘူးရုတ်တရက်ဘူးတောင်မရှိတဲ့တောအုပ်လိုနေရာတစ်ခုမှာရထားကထိုးရက်သွားတယ်ပုံဝန်းကျင်ကအရန်တိတ်ဆိတ်လွန်းတော့ကျမကြောက်စိတ်ဝင်လာတယ်အဲ့ဒီအချိန်မှာပဲရထားတွဲတွေကမီးတွေကစပြီးမှိတ်တုတ်ထစ်လာတယ်ကျမမျက်လုံးတွေစုံမိတ်ပြီးဖျားစာရွတ်နေမိတယ်မီးတွေပြန်ငင်သွားလို့မျက်လုံးဖွင့်ကြည့်လိုက်တဲ့အချိန်မှာတော့ကျမရဲ့တဲမျက်နှာချင်းဆိုင်ခုံမှာမိန်းမတစ်ယောက်ရောက်နေတယ်သူကရေတွေရွှဲနေပြီးခေါင်းကိုငိုက်ဆိုင်ချထားတယ်အဆိုးဆုံးကဘာလဲသိလားသူ့စီကစီးကျနေတဲ့ရေတွေကမိုးရေမဟုတ်ဘူးညီစောနာနေတဲ့ရွှွန့်ရည်တွေပြီးတော့သူတဖြည်းဖြည်းချင်းခေါင်းမော့လာတဲ့အခါ